မင်္ဂလာပါဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ ZBrush အခြေခံတချို့ကိုလေ့လာခဲ့ပြီးတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ color လေးတစ်ခုကိုဆွဲကြည့်ကြမယ်နော်ဘယ်လို color လဲဆိုတော့ဒီလိုဒီကောင်လေးပေါ့ဟိုလွယ်ကူလေးပါပဲကျွန်တော်တို့ဒီကောင်ကိုဘယ်လိုဆွဲမလဲဆိုတော့ဒီ block out ပုံစံမျိုးနဲ့သွားမှာ block out ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ခေါင်းတစ်ပိုင်းဒီလက်တစ်ပိုင်းခန္ဓာကိုယ်တစ်ပိုင်းခြေထောက်ပိုင်းအဲ့လိုမျိုးအပိုင်းတွေခွဲပြီးဆွဲမယ်ပေါ့နော်အဲ့တော့ဗီဒီယိုမှာတော့ကျွန်တော်ဒီ basis to ဒီ brush to brush တခုချင်းဒီလိုက်ရှင်းပြထားတယ်ပေါ့နော်။နောက်ပိုင်းတော့ကျွန်တော်တခုချင်းမရှင်းပြတော့ဘဲနဲ့ဒီလို color တွေဆွဲပြီးတော့ဒီလက်ကူတဲ့ color လေးဆွဲပြီးတော့တစ်ဆင့်ချင်းအမှပါတဲ့သုံးသွားမဲ့ technique တွေ tools တွေအကြောင်းတခုချင်းရှင်းပြသွားမယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုဆွဲကြည့်ကြရအောင်။ကျွန်တော် ZBrush ထဲဝင်လိုက်မယ်ဆိုရင်အရင်ဆုံးဒီ live box ပွင့်နေလိမ့်မယ်နော်။ live box ပိတ်မယ်ဆိုရင်ဒီ button လေးကိုနှိပ်လိုက်ဒီ live box ဆိုတဲ့ button လေးကိုနှိပ်လိုက်ရင်ဖွင့်ပေးရပြီးကျွန်တော်တို့ဗာဆက်သွားမလဲဆိုတော့ဒီ simple brush တဲကဒီ S ကိုနှိပ်မယ်ပြီးရင်ခေါင်းအတွက် sphere လေးတစ်လုံးယူလိုက်မယ်ပြီးရင်ဒီ document ပေါ်မှာ drag swipe လိုက်မယ်ဆက်ပြီးရင်ကျွန်တော်ဒီမှာအပေါ်မှာ edit ရှိတယ် edit ကိုနှိပ်လိုက်ရတယ် keyboard ကနေ T ကိုနှိပ်လိုက်ရပြီးရင်ဒီလိုဝေးနေလို့ရှိရင်ကျွန်တော်တို့ keyboard ကနေ back ကိုနှိပ်လိုက်ရင်ဒီ document center ကိုကျွန်တော် object လေးရောက်လာလိမ့်မယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီကောင်ကိုတန်းပြီးတော့scouting လုပ်လို့မရသေးဘူးသူက pragmatic အဆင့်ပဲရှိတယ်သူ့ scouting လုပ်မှဆိုရင်ကျွန်တော်တို့က make polymer 3D လုပ်လို့ make polymer 3D ကဒီဘက်က button လေးကိုနှိပ်လိုက်ရပြီအဲဒါကျွန်တော်ဒီမှာ polymer 3D sphere တခုရပြီခေါင်းတော့ရပြီဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်ပြီးခဲ့တဲ့တစ်ခေါက်ပြောခဲ့သလိုပဲဒီမှာ layer ဒီဘက် layer မှာကျွန်တော်တို့ 3D object လေးထပ်ထည့်ခြင်းဒီမှာ insert နှိပ်လိုက်ရင်ဒီမှာtube တို့ cylinder တို့ပုံစံလေးအများကြီးရှိနေလိမ့်မယ်နော်ကျွန်တော်တို့ဒီသူ့ရဲ့ခန္ဓာကိုယ်ပုံစံက cylinder ပုံစံလေးဆိုတော့ကျွန်တော်တို့ cylinder တစ်ခုယူလိုက်မယ်ပြီးရင် keyboard ကနေ W ကိုနှိပ်ပြီးရင် Y ဝင်ရိုးတိုင်းဆွဲချလိုက်ပြီးရင်သူ့ရဲ့ခန္ဓာကိုယ်ကခေါင်းထက်နည်းနည်းလေးရှည်တယ်ဆိုတော့ကျွန်တော်တို့ဒီအစိမ်း Y ဝင်ရိုးဒီအစိမ်း၄တောက်လေးနဲ့ဆွဲဆလိုက်ပြီးရင်ဒီမြားလေးနဲ့အောက်ကိုနည်းနည်းနှိပ်ဒါဆိုရင်တော့ခန္ဓာကိုယ်အပိုင်းတစ်ခုရပြီးကျွန်တော်တို့ဒီ cylinder လေးကိုပေါ်ပိုင်းကိုသိပြီးတော့အောက်ပိုင်းကိုကားသွားတဲ့ပုံစံမျိုးလေးလုပ်မှာပေါ့နော်အဲဒါကျွန်တော်တို့ keyboard ကနေ W တစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာဆက်သွားပုံလေးရှိတယ်ဒီပုံမှာဒီမှာဆက်သွားပြီးရင်ဒီမှာဒီလိုပုံလေးရှိရပါတော့အဲဒီမှာဒီဆက်သွားကိုနှိပ်မယ်နှိပ်လိုက်ရင်ဒီမှာသူ့ရဲ့ function တွေအများကြီးပေါ်လာလိမ့်မယ်ပေါ့နော်အဲဒီထဲမှာကျွန်တော်တို့ဘာသုံးမှလဲဆိုတော့ဒီ deformer လေးကိုတစ်ချက်သုံးကြည့်မယ် deformer မသုံးခင်မှာကျွန်တော်နောက်ထပ်တစ်ခုတစ်ခါတည်းပြောပြချင်တာဒီ tab ကိုကျွန်တော်တို့အရင်နှိပ်ကြည့်လိုက်မယ်နော်နှိပ်ပြီးရင်ဒီမှာသူ့ရဲ့အဝါရောင်မြားလေးရှိတယ်အမြားလေးတွေကဘာလုပ်လာလဲဆိုတော့ဒီလိုဆွဲကြည့်လိုက်ရင်လိုလိုတိုးရှော့အချင်းကျယ်လုပ်လို့ရတယ်ပေါ့နော်ဒီဘေးကဆိုလဲဒီလိုလုပ်လို့ရတယ်ဒီလိုလုပ်လို့ရတယ်ဒါပေမဲ့သူကဒီဘက်မှာခုံသွားတာမျိုးကျွန်တော်တို့မလိုချင်တော့ကျွန်တော်တို့ဒီ deformer ကိုသုံးကြည့်မယ် deformer မှာသုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ point လေးတွေရှိတယ် point လေးတွေကိုတိုးရှော့လုပ်ကြည့်ရင်ဒီမှာအဝါရောင်မြားလေးရှိတယ်ဝါရောင်3ကန်လေးပေါ့နော်အကောင့်လေးနဲ့ဒီမှာ point တွေကိုလိုတိုးရှော့လို့ရတယ်တော့ဆိုတော့ကျွန်တော်တို့ဒီလောက်ပဲထားမယ်ဒီဘေးရမြအောင်လုပ်လဲဒီလို point လေးတိုးအောင်တော့ဆိုတော့ကျွန်တော်တို့ဒီတိုင်းပဲ point ၄ခုပဲထားတော့ပဲအဲ့ဒီမှာကျွန်တော်တို့ကဒီအပေါ်ဆုံး point နှစ်ခုပဲဒီလိုလုပ်ချင်တာပေါ့နော်အကုန်လုံးမသေးဝချင်အဲဒါဆိုကျွန်တော်တို့က control တစ်ချက်ဖိပြီးရင် document ပေါ်မှာဒီလို drag ဆွဲလိုက်ပြီးတော့ဒီ keyboard ကနေ alt ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ select လုပ်ချင်တဲ့ဒီ point လေးအပေါ်နှစ်ခုပဲရလာအဲကြတော့မှကျွန်တော်တို့ကဒီ over ကွင်းလေးဒီ over ရောင်၄တောက်ကွင်းလေးကနေပြီးတော့ဒီလိုမျိုးဆွဲချုပ်လိုက်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံလေးရတယ်ပြီးကျွန်တော်တို့ကအဲ့ဒါကိုဆက်သွားလေးတစ်ချက်နဲ့ accept ကိုနှိပ်လိုက်ပြီးကျွန်တော်တို့ဒီလက်တစ်ခုထည့်ကြည့်မှာပေါ့နော်လက်ထည့်မယ်ဆိုရင်ထုံးစံတိုင်း insert သူ့ရဲ့လက်ပုံစံ cylinder ပုံစံလေးသွားမယ်ပြီးရင် W နဲ့လိုက်ဆိုတော့ဒီလိုသေးလိုက်မယ်ဆွဲဆန်းလိုက်မယ်ပြီးရင်သူလည်းခုနလိုပဲကျွန်တော်တို့ကဒီမှာအပေါ်ပိုင်းကိုရှုချင်တာဆိုတော့ default မှာပြီးရင် control တစ်ချက်နဲ့ document ပေါ်မှာဆွဲလိုက်မယ် order ကိုဖိလိုက်
ပြီးရင်ဒီပန်ကိုလှုပ်လိုက်ပါနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအဝါကွင်းလေးကိုဒီလေးဆွဲလိုက်မယ်ဒါဆိုရင်ရရပါနော်ဒီတစ်ခုမှာတော့ကျွန်တော်ဘာနဲ့သွားခြင်းလဲဆိုတော့တပ်ပါနဲ့သွားကြည့်ချက်တပ်ပါလေးကိုတင်လိုက်မယ်ဗီဒီယိုလေးရှုလိုက်လောက်ဆိုရရပါနော်ပြီးရင်အဆက်ကိုနှိပ်လိုက်မယ်ပြီး gizmo လေးနဲ့ဒီလိုမျိုးနည်းနည်းဆောင်းမယ်ဆွဲကလိုက်ဒါဆိုရင်လက်တစ်ဖက်ရပြီပြီးရင်သူ့ရဲ့လက်ဒီထိတ်လေးကိုလည်းကျွန်တော်ထပ်ယူမယ်အဲ့တစ်ခုကျတော့ဘာလုပ်မလဲဆိုတော့ဒီကောင်ကျွန်တော်တို့ဂျူဘလိတ်ပွားလိုက်ဂျူဘလိတ်ကဒီဘက်ကဘတန်လေးကိုနှိပ်မယ် W နှိပ်မယ်အောက်ကိုဆွဲချမယ်ပြီးရင်ဒီအဝါလေးနဲ့ချုပ်လိုက်တော့ဒါအကြမ်းမြင် blog ကလုပ်ကြည့်တာပါနော်ပြီးရင်ဒီခြေထောက်နှစ်ချောင်းအတွက်ကအဲ့လိုပဲ insert cylinder W နဲ့အောက်ကိုဆွဲချမယ်ပြီးရင်ဒီ zoom ကဒီ document မှာ auto ကို document ကိုတစ်ချက်ထောက်ပြီးတော့ auto ကိုလှုပ်ပြီးတော့ဒီ pen နဲ့ဒီလိုလုပ်လို့ရတယ်အဲ့လိုမလုပ်ချင်ရင်လည်းဒီဘက်မှာ zoom နဲ့ဒီလိုတွားလို့ရတယ်ဒီဘက်က zoom 3D ဆိုတဲ့ button လေးကိုနှိပ်ပြီးတွားလို့ရတယ်ဒါသာဖြစ်တော့ဒီ document ပေါ်ကို order ထောက်ပြီးပဲတွားရများတယ်ပေါ့နော်ကျွန်တော်တို့ဒီခြေထောက်လေးကိုဆက်ဆွဲကြမယ်နော်ဒါရုပ်ရဲ့အရှိပိုင်းပေါ့နော် sorry ဒါအရှိပိုင်းပေါ့နော်အရှိပြန်လှည့်လိုက်အမှတစ်ချက်ကျွန်တော်တို့ဒီမှာအယုတ်ကဒီလိုဘေးရောက်သွားတယ်ပေါ့နော်လက်ကဒီအယုတ်ကမျက်နှာမူတာနဲ့ဒီပေါင်မျက်နှာမူတာနဲ့လွဲသွားအဲ့မှာကျွန်တော်ဘယ်လိုပြန်လုပ်လို့ရလဲဆိုတော့ခေါင်းဆက်လက်လုပ်ထားမယ်ဒီစန်တာဖြစ်တဲ့ကောင်ပေါ့ဒီလက်ကိုမလုပ်တော့စန်တာဖြစ်တဲ့ကောင်ဆက်လက်လုပ်ထားပြီးတော့ဒီပေါ်ကဒီမြားလေးကိုအကုန်ဖွင့်လိုက်သူကဘာလုပ်လဲဆိုတော့ဒီဘက်ကလေယာအကုန်လုံးကိုဆက်လက်လုပ်တယ်ဒီကောင်ကအကုန်လုံးဆက်လက်လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလို top view ကကြည့်လဲရတယ်ဒီလိုအရှိကိုသွားလဲရဒီအပြားလေးကိုနှိပ်လိုက်ပါနော်ဒီမှာမျက်နှာအရှိရောက်ရတဲ့အချိန်မှာကျွန်တော်တို့က shift ကိုဖိပြီးတော့ keyboard က shift ကိုဖိပြီးတော့ဒီအစိမ်းလေးနဲ့ဒီလိုလှည့်လိုက်90ဒီမှာ number လေးပေါ်လာလိမ့်မယ်50 60ဒီ90 degree ရောက်ရင်ချက်လိုက်ပဲ sorry 90 degree ရောက်ရင်ချက်လိုက်မှာပေါ့နော်ပြီးရင် order ကိုတစ်ချက်ဖိပြီးတော့ order ဖိလိုက်ရင်ဒီမှာတော့လေးပွင့်လာလိမ့်မယ်တော့လေးပွင့်လာတဲ့အချိန်မှာကျွန်တော်တို့ဒီညားကွေးလေးကိုနှိပ်လိုက်တာ ਨੇ ဒီ gizmo ကသူ့ရဲ့အတဲ့အတိုင်းပြန်ဖြစ်သွားတယ်ပြီးရင်ကျွန်တော်တို့ဒီမြားလေးတွေပြန်ပိတ်လိုက်မယ်မလို့တော့ပြီးရင် keyboard ကနေကျူပြန်နှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ခုနဘေးတိုင်းမှားဆွဲမိတဲ့ဟာလေးကအတဲ့အတိုင်းပြန်ဖြစ်သွားတယ်လက်ကလက်ခြေထောက်ကခြေထောက်ကျွန်တော်တို့ဒါဆိုရင်ဘေးတိုင်းလှည့်ရင်လည်းမှန်သွားပြီအရှိတဲ့တဲ့ဆိုလည်းမှန်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီခြေထောက်ကိုဆက်ဆွဲကြမယ်ခြေထောက်က W နဲ့ပြီးရင်ဒီဘက်ကိုနည်းနည်းရွှေ့မယ်ပြီးရင်ကျွန်တော်ဒီမြုပ်သွားတဲ့အပေါ်နဲ့ဝင်သွားတဲ့ဟာလေးမမြင်အောင်မြင်ရချင်းကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ဒီ transparent ဆိုတဲ့ဒီဘက်က button လေးနှိပ်လိုက်လို့ရ transparent ရှိတယ်ဒါဆိုရင်အတွင်းထဲမှာကွက်တရားတွေကိုကျွန်တော်တို့ဖောက်ပြီးမြင်ရတယ်ပေါ့နော်အဲ့လေးဖွင့်လာပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီခြေထောက်လေးကို side ညှိမယ်ပေါ့နော်အမှခြေထောက်ရှည်ကသူ့ရဲ့ပုံတိုင်းဆိုလို့ရှိရင်နည်းနည်းလေးပိုတိုးအောင်အဲ့ပါနော်ပြီးရင်သူ့ကိုလည်းကျွန်တော်တို့အောက်ကိုနည်းနည်းရှုချင်တဲ့အတွက် W နဲ့ဒီဆက်သွားလေးကိုနှိပ်ပြီးရင်ဒီ format နဲ့လုပ်ကြည့်ခြင်းလည်းရတယ်တပ်ပါနဲ့ကျွန်တော်တို့သွားလိုက်မယ်အမြင်ပြောလေးပေါ့နည်းနည်းလေးပဲပြီးရင်ဆက်သွားအောင်နှိပ် accept နှိပ်ဒါဆိုရင်ကျွန်တော်တို့ခေါင်းခန္ဓာကိုယ်လက်ပြီးရင်ဒီလက်အစလေးပြီးရင်ခြေထောက်ရရင်ပေါ့နော်အဲ့ဒီကနေမှကျွန်တော်တို့ဘာဆက်သွားမလဲဆိုတော့ဒီခေါင်းနဲ့ခန္ဓာကိုယ်ကျွန်တော်ဆက်ဆွဲကြခန္ဓာကိုယ်ကကျွန်တော်တို့ဒီ polygon လေးမြင်ရအောင်လို့ဒီဘက်မှာ polygon လေးနှိပ်လိုက်ဒါမှမဟုတ် keyboard ကနေ shift F
shift and နှိပ်လိုက်ရင်ဒါလေးမြင်ရမယ်ကျွန်တော်ကမှနောက်ထပ်တစ်ခုပြောပြချင်တာက masking ကဘာလုပ်ရလဲဆိုတော့ဒီကျွန်တော်တို့ select လုပ်ထားတဲ့ object ကိုဒီ object ကိုကျွန်တော်တို့က mask အောင်ပါဒီ ZBrush မှာဒီ mask အုပ်တာအရင်သုံးရတယ်ပေါ့နော်ကျွန်တော် mask ဘယ်လိုအုပ်လဲဆိုတော့ control ကိုနှိပ်ပြီးဒီ document ပေါ်မှာဒီလို drag ဆက်လိုက်ဒါဆိုရင်ဒီကျွန်တော်တို့အောက်နားလေးကို mask အုပ်ပါတယ်ကျွန်တော်တို့ polygon တွေကိုပြန်ဖြောက်ကြည့်မှာပေါ့နော်ပြီးဒီမှာဒီလိုအရောင်လေးဖြစ်သွားမယ် mask အုပ်ထားတဲ့အရောင်လေးဖြစ်သွားမယ် mask အုပ်ထားတာဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့ B တက်က M B ဒီ move brush နဲ့ကျွန်တော်တို့လုပ်ကြည့်မယ်ဟုတ်လားဒီအောက်က mask အုပ်ထားတဲ့နေရာတွေကဒီ mask အုပ်ထားတဲ့နေရာတွေကမပါပါဘူးကျွန်တော်တို့အဲ့ဒါကိုလုပ်ချင်တယ်ဒီအောင်နာလေးကိုပဲကျွန်တော်တို့ကဒီလိုဘေးကိုကားသွားမှာမဟုတ်ဘဲနဲ့တဲသွားခြင်းတော့ဒီအောင်နာလေးကို mask အုပ်ပြီးတော့အဲ့ကောင်ကို inverse ပြန်လုပ်မှာဆိုတော့ကျွန်တော်တို့ကဒီအပေါ်အုပ်ချင်တာဒီအောင်နာလေးကို mask အုပ်ချင်တာမဟုတ်အဲ့တော့ keyboard ကနေ control ကိုဖြီးပြီးတော့ document မှာတစ်ချက်တောက်လိုက်တာနဲ့ mask ကအပေါ်ရောက်သွားအဲကြတော့ကျွန်တော်တို့က gizmo ဖွင့်မယ် keyboard ကနေ W နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီလို gizmo ရောက်လာရင်ခုနပြောရတဲ့အတိုင်း order ကိုဖိလိုက်ရင်ဒီ dot layer ပွင့်သွားမယ်ပွင့်သွားတော့မှကျွန်တော်တို့ကနောက်တစ်ခုပြောချင်တာကဒီရေစက်ပုံလေးပေါ့နော်အကောင်လေးကဒီ gizmo ကိုစန်တာပို့တာဒီ pivot စန်တာဆိုတော့ပို့တာ mask မဟုတ်ထားတဲ့ဒီ object ရဲ့တစ်ခုလုံးကစန်တာပေါ့နော်အဲ့လိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဒီ top ပုံလေး order ကိုလွှတ်လိုက်ပါတော့ order ထိတာဖို့မလိုတော့ order ဖိထားရင်ဒီ top ပွင့်နေလေကျွန်တော်တို့ order ကိုလွှတ်ထားမှာအဲ့ချိန်မှာဘာဆက်လုပ်မလဲဆိုတော့ဒီလေးတော့ဝင်လေးကိုဒီလိုချုပ်လိုက်တာနဲ့ဒီဓာတ်လေးကအောက်ကိုကျွန်တော်လိုချင်တဲ့အတိုင်းအောက်ကိုတဲ့လေးဆင်းသွားမှာပေါ့နော်ပြီးရင်ဘာဆက်လုပ်မှာလဲဆိုတော့ကျွန်တော်တို့ယူနေမယ် masking ကိုပြန်ဖြောက်ခြင်း control တစ်ချက်နဲ့ဒီလွတ်တဲ့ document ပေါ်မှာဆွဲလိုက်ရင်သူ့ masking ပြန်ပြတ်သွားအဲ့ဒါကျွန်တော်အခုအသိပြောပြတဲ့ဒီ masking အကြောင်းပါနော်ပြန်ပြောပြရင် masking အုပ်မှဆိုရင် control ကိုနှိပ် document ပေါ်မှာဒီလို drag ဆွဲလိုက်တာနဲ့ကျွန်တော်တို့ mask အုပ်ထားခြင်းတဲ့အပိုင်းကျွန်တော်တခု scrolling လုပ်တာဖြစ်ဖြစ် brush သုံးတာဖြစ်ဖြစ်သူ့မတက်ရောက်ခြင်းဒီလို mask အုပ်ထားလို့ရတယ်သူဒီလို masking ကို inverse လုပ်ခြင်းအပေါ်အောက်ပြောင်းပြန်လိုက်ခြင်း control ကိုတစ်ချက်ဖိပြီးတော့ document ပေါ်မှာဒီလိုတောက်လိုက်တာနဲ့အပေါ်အောက်ပြောင်းပါလိမ့်မယ်နော်ကျွန်တော် mask ကိုပြန်ဖြုတ်ခြင်း control ကိုနှိပ် drag ဆွဲလိုက်တာနဲ့ရပြီး brush side ကိုပြောင်းခြင်း keyboard ကနေ space bar ကိုနှိပ်မယ်နှိပ်ပြီးတော့ဒီမှာ document ဒီ draw side ပေါ့နော် draw side ကိုပြောင်းလို့ရအဲဆိုရင်အင်ကြီးလေးကဒီလိုအောက်ကိုတဲ့ဆင်ပါပြီလက်နှစ်ဖက်လည်းလက်လည်းရတယ်လက်ကဒီပေါ်နာလေးနဲ့ဒီနာလေးကဒီလိုဒုံးတီမဟုတ်ဘဲနဲ့လုံးလေးသွားခြင်းတယ်ဆိုရင်ကျွန်တော်တို့ကစမှုလုပ်လို့ရတယ်စမှုဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်မှတစ်ခုပြောပြခြင်းတယ်ဒီမှာ solo ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ select လုပ်ထားတဲ့ဒီ object ကိုပဲ layer ကိုပဲ solo ပြပေးတယ်ပြီးရင်ဒီကောင်လေးကိုဒီမှာဒီကောင်လေးကိုမှတ်လိုက်မယ်ဆိုရင်ကောင်တစ်ခုပဲဒီမှာ solo ဖွင့်ပေးတယ်ကျွန်တော်ကဒီဘက်ကိုတော်မနှိပ်ချင်ရွေးတဲ့အချိန်မှာဒီတော်မရွေးချင်ဘာလုပ်လို့ရလဲဆိုတော့ဒီဟို select လုပ်ချင်တဲ့ object ကို order နှိပ်ပြီးတော့တောက်လိုက်တာ ਨੇ ဒီခန္ဓာကိုယ်ဆိုခန္ဓာကိုယ်ဒီမှာ select ဖြစ်သွားမယ်လက်ကိုတောက်လိုက်တာ ਨੇ လက်ကို select ဖြစ်သွားမယ်အဲ့လိုပဲ order နှိပ်ခြေထောက်ကိုဒီလို keyboard ပန်နဲ့တစ်ချက်တောက်လိုက်တာ ਨੇ ခြေထောက်ကို select ဖြစ်သွားတယ်အဲ့ဒါဆိုကျွန်တော်တို့ကဒီမှာ solo ဖွင့်ပေးလုပ်ကြည့်လို့ရတယ်ကျွန်တော်ဒီလက်ကိုလုံးမှာဆိုလက်ကိုတောက်လိုက်မယ် solo ဖွင့်ပေးလုပ်လိုက်မယ်ပြီးရင်ပေါ် view ကနေကြည့်ပြီးတော့ဒီကောင်လေးကို smooth လုပ်လိုက်အဲဆိုရင်နည်းနည်းလုံးလေးဖြစ်သွားအဲ့လိုပဲဒီလက်ကိုလည်းဒီနားကိုလည်း smooth လုပ်လိုက်အဲဆိုရင်သူလည်းလုံးလေးဖြစ်သွားပြီးရင်ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့ဒီလက်လေးကိုခန္ဓာကိုယ်နဲ့နည်းနည်းကတ်ကြည့်မယ်ကတ်မဲ့အခါမှာကျွန်တော်ဒီ move brush နဲ့ဒီလိုဆွဲကတ်လဲရတယ်ဒီလိုသေးတဲ့ဟာတွေမှာဒီလို move brush နဲ့ဆွဲကတ်တာတိတ်ကိစ္စတော့မရှိဘူးဒါပေမဲ့ဒီလိုအလုံးတွေမှာဆွဲကတ်လိုက်မှဆိုရင်ပေါ်ပြချင်းဒီ brush ရှိတဲ့နားလေးပဲပိန်သွားတယ်အနောက်ဒီပါမှာနောက်တော့အမှနောက်တဲ့ဘယ်လို brush ကိုသုံးနေလဲဆိုတော့ video တစ်ချက်နေမယ်ဒီမှာ M ကိုတစ်ချက်နေမယ်အမှဒီ
move inline ဒီကောင်လေးကဘာလို့လုပ်လဲဆိုတော့သူက n shortcut ထပ်နေမယ်ဒီ brush ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုတစ်ချက်တော့ဒီ spear နဲ့အရင်ပြမယ်နော်အဲ့မှာကျွန်တော်တို့ဆွဲလိုက်တာနဲ့သူကဟိုအနောက်ထိအကုန်ပါသွားမယ်ပေါ့နော်ဒီလက်ကိုဆွဲမယ်ဆိုရင်ကျွန်တော်တို့ကဒီလက်တစ်ခုလုံးဒီရှေ့လေးပဲပါကျင်တာမဟုတ်ဒီအနောက်လည်းပါကျင်တဲ့အတွက်ကျွန်တော်ဒီ brush လေးကိုသုံးပြီးတော့ဒီလေးဆွဲကတ်လိုက်အဲ့မှာဒီလိုမျိုး brush side ကိုအသေးကြီးထားပြီးတောက်လျှောက်မဆွဲကတ်နဲ့ဒီ brush side ကိုပြောင်းပြီးတော့ဟိုထိကျင်တဲ့နေရာလေးကိုဒီလိုလေးဖြည်းဖြည်းချင်းဆွဲကတ်သွားပြီးတော့ဒါလေးကိုပါထပ်ပြီးညှိလိုက်မယ်ဆက်လက်တောင်း order နဲ့တစ်ချက်တောင်းဆက်လက်လုပ်ပြီးရင် W အဲ့မှာ case mode ကဒီမှာနေရာလွဲနေတယ်သူ့ကိုစင်တာပြန်ပို့ခြင်းဒီကောင်တစ်ချက်တောင်းလိုက်ရဒီမှာဒီဘက်ဒီရေစက်ပုံလေးကိုတောက်လိုက်တာနဲ့ဒီ object စင်တာရောက်အောင်ရောက်သွားရင်အမှသူကဒီမှာဒီတိုင်းဆိုလို့ရှိရင်ဒီမှာရွေးသူ့ရဲ့စင်တာမဖြစ်ဘူးပေါ့နော်ဖြစ်ဆိုကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတော့တိုင်းတစ်ချက်ဖွင့်လိုက်မယ် order အဲ့မှာ order ကိုနှိပ်ပြီးတော့ဒီမှာအဆက်လေးပေါ်လာတဲ့ဒီ point ကိုတောက်လိုက်တာဒီ gizmo ကဒီနေရာကိုရောက်လာတယ်ရောက်လာတော့မှကျွန်တော်တို့ကဒါဆိုသူ့ရဲ့ဒီ object စံတော်ရောက်သွားပြီပေါ့နော်အဲကြောင့်မှကျွန်တော်တို့ကဒါလေးနဲ့ site သေးလိုက်မယ်လိုသေးပြီးတော့အပေါ်နည်းနည်းဆက်တင်လိုက် sorry ပြီးဂျူတစ်ချက်ပြန်နေမယ်ပြီးဒီခန္ဓာကိုကျွန်တော်နည်းနည်းလေးပြန်တိုးခြင်းတော့ဆွဲတင်မယ်ပြီးခြေထောက်ကိုလည်းနည်းနည်းလေးပြန်တင်ဆိုရင်သူ့ရဲ့ဒီ proportion တွေကိုတခါတည်းကိုမြင်တော့ညှိပါပါနော် proportion ဆိုတာသူ့ရဲ့အချိုးတွေပေါ့နော်ဒီခေါင်းကခန္ဓာကိုယ်ကခေါင်းရဲ့ဘယ်နှဆလောက်ရှိမယ်အဲ့လိုမျိုးပေါ့နော်ဒီလက်ဆိုလဲဒီခါအင်ကြီးစားရဲ့ဘယ်ငါးလောက်မှရှိမယ်ဒီခြေထောက်ရှည်ဆိုလဲခန္ဓာကိုယ်တစ်ခုလုံးမှာဘယ်လောက်ရှည်လောက်ရှိမယ်ဒါကမြန်မာနဲ့ကိုပေါင်းချိန်ကြီးပေါ့ဒီခန္ဓာဆိုကိုဆိုရင်ခေါင်းနဲ့ချိန်ကြည့်လို့ရတယ်သူ့ပုံစံမှာခေါင်းတဲ့နည်းနည်းလေးပိုပြီးတော့ရှည်မယ်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီခေါင်းနဲ့ခန္ဓာကိုယ်နဲ့ဆက်နေမှာပေါ့နော်ဒါပေမဲ့ကျွန်တော်မဆက်သေးဘူးကျွန်တော် blog out ပဲသွားကြည့်မှာဆိုတော့ဒီကောင်နည်းနည်းလေးပြန်နေတယ်ဒီကောင်လေးကိုကျွန်တော်တို့ကမလုပ်မလဲဆိုတော့ရင်တစ်ခေါက်ပြောခဲ့သလိုပဲဒီဘက်လက်လေးကိုဒီဘက်ကို mirror ပွားမယ် mirror ဘယ်လိုပွားမလဲဆိုတော့ Z plugin တွေက sub2 master mirror မှာကျွန်တော်တို့ကဒီမှာ merge into ရှိတယ်အဖမ်းရှိတယ် merge into ဆိုရင်ဒီ layer တစ်ခုတည်းမှာပဲနောက်တစ်ခုပေါ်သွားမှာအဖမ်းဆိုလို့ရှိရင်နောက်တဲ့သူ့ရဲ့အောက်ကို layer တစ်ခုထပ်ပေါ်သွားမှာကျွန်တော်တို့ကဒီ layer တစ်ခုတည်းမှာပဲပွားခြင်းတဲ့အတွက် merge into 1 sub2 ပဲနှိပ်လိုက်မယ်ပြီးရင် x86 ကျွန်တော်တို့ကဘယ်ညာပွားခြင်းလဲဘိုင်းဆိုလို့ရှိရင်အပေါ်အောက်ဖြစ်သွားမယ်ဆက်ဆိုရင်ရှေ့နောက်ကျွန်တော်တို့ကဒီဘယ်ညာပွားခြင်းတဲ့အတွက် x86 အတိုင်းပဲ okay ဒါဆိုရင်လက်ကဒီဘက်ရောက်သွားမယ်ပြီးဒီလက်လေးကလည်းဒီဘက်ကိုရောက်သွားမယ်ဒီကောင်လေးကရှည်နေရပါတော့ကျွန်တော်တို့ဒီလောက်ထိမလို့တဲ့အတွက်ကျွန်တော်ခုနပြောခဲ့သလိုပဲဒီကောင်မှာဘယ်လိုလုပ်လို့ရလဲဆိုတော့blog out ဆင့်မှာတော့ကျွန်တော်ဒီတိုင်းပဲထားလိုက်မယ်ဒီဖြတ်တဲ့အဆင့်မပြသေးဘူးဒီကောင်ကိုပွားမယ်ဒီ zip plugin mirror ပွားလိုက်မယ်ဒါဆိုရင်လက်တစ်ဖက်ရပြီပြီးရင်ခြေထောက်လေးလည်းလိုပဲခြေထောက်ကိုကျွန်တော်ဗာထပ်လုပ်ချင်လဲဆိုတော့ဒီအောက်နားလေးကိုနည်းနည်းလေးလုံးချင်တော့ shift ကိုဖြီးပြီးတော့စမှုလုပ်လိုက်မယ်ဒီတယ်လို့ဇုံးကအရန်ကတ်သွားလို့ရှိရင် app ကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော် select လုပ်ထားတဲ့ဟာကိုရောက်လာမယ်နောက်တဲ့ app တစ်ချက်နှိပ်လိုက်ရင်ဒီ character တစ်ကောင်လုံးရဲ့ဟိုအောင်လာပြမယ်ပေါ့နော်ပြီးရင်ခြေထောက်လေးကနည်းနည်းလုံးသွားပြီလုံးသွားပြီဆိုတော့မှကျွန်တော်တို့ကဒီ Z plugin နဲ့က mirror merge into x86 okay ဆိုရင် character ကခေါင်းရပြီခန္ဓာကိုယ်လက်နှစ်ဖက်ခြေထောက်ရပြီဒီခေါင်းကိုဘယ်လိုဆက်ဆွဲမလဲဆိုတော့ကျွန်တော်ဒီခေါင်းလေးကိုနည်းနည်းကြည့်လိုက်မယ်နော်ဆိုတော့
ပြီးတော့ကျွန်တော်ဒီမှာ masking ကိုထပ်ပြောပြချင်တယ်ပထမတော့ကျွန်တော်ဒီ block out နဲ့ပဲဒီကောင်လေးကိုရိုက်လိုက်ဖို့ပဲဒါပေမဲ့ဒီ masking ကိုထပ်ပြောပြချင်လို့ masking ကဘာလုပ်တာလဲဆိုတော့ကျွန်တော် control နှိပ်မယ်ပြီးရင် drag ဆွဲလိုက်ရင်ဒီလို၄ထောက်မျက်နှာလေးက mask အုပ်သွားမှာmask အုပ်သွားပြီးကျွန်တော်တို့ကဒီလိုမျိုး mask အုပ်တာပေါ့နော်ပြီးရင်အကောင်ကို invert လုပ်ချင် control နှိပ်ဒီ document ပေါ်မှာတစ်ချက်တောက်လိုက်ရင် masking ကဒီလို invert ဖြစ်သွားမှာဒါကျွန်တော်ပထမတစ်ခေါက်ပြောခဲ့ဘူးသလိုပြီးရင် masking ကိုပြန်ဖြုတ်ခြင်း control ကိုနှိပ် document ပေါ်မှာ drag ဆွဲလိုက်တာနဲ့ masking ပြန်ပြောင်းအောင်ကျွန်တော်တို့ကဒီမျက်နှာအောက်မှာကျွန်တော်ဒီလို၄ထောက်ကြီးဒီလိုအုပ်ချင်တာမဟုတ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်လိုက်ရလဲဆိုတော့ control ကိုနှိပ်ပြီးရင်ဒီမှာ mask band ရှိတယ်အဲ့မှာ sorry ဒီအောက်က free ဒီအောက်ကဒီ free hand ဒီနှိပ်လိုက်ရင်ဒီမှာ free hand ရှိမယ် lasso ရှိမယ်ဒီလိုမျိုးရှိမယ်ပေါ့နော်ကျွန်တော်အဲ့မှာဒီ circle လေးတစ်ခုရွေးကြည့်လိုက်မယ်ရွေးပြီးတော့ဒီလိုမျိုးဘေးတိုက်ထားမယ်ပြီးရင်ဒီလိုလေးអော်လိုက်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့ဒီလိုမျိုးလေးတောင်မဟုတ်တဲ့ပုံစံလေးပေါ့နော်မျက်နှာသူ့ရဲ့ဒီမျက်နှာပုံစံလေးရပြီးဒီနားလေးပွာနေတာတခုရှိတယ်ကျွန်တော်တို့ကဒီလိုမျိုးကြီးမပွာနေခြင်းပွာနေဆိုတော့ polygon control shift F နှိပ်ပြီးတော့ကြည့်လိုက်ရင်ဒါ polygon ဒါအနေလို့ပေါ့နော်polygon တင်ခြင်းလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုတင်လို့ရလဲဆိုတော့ control D နှိပ်လိုက်ရင်ဒီမှာဒီ sphere လေးကပိုပြီး smooth ဖြစ်သွားမယ်ပြီး shift F နှိပ်ကြည့်လိုက်ရင်ဒီမှာအကွက်တွေပုံများလာတွေ့တယ်အဲ့ပို့ဘယ်မှာတိုးရလဲဆိုတော့ကျွန်တော်ဒီ set 2ကိုတစ်ချက်နှိပ်လိုက်မယ်ပြီး geometry ထဲမှာဒီမှာ division တိုးပါပေါ့ဒီမှာလေး set division ပေါ့နော် set division တိုးရတွေ့လိမ့်မယ်ကျွန်တော်တို့ဒါအဲ့ set division တိုး show ကဒီမှာပြန်ကြည့်လို့ရမယ်ဒါဆိုရင်ခုန low poly အဆင့်ကျွန်တော်တို့ control D တစ်ချက်နှိပ်လိုက်တော့ဒီလိုမျိုး set division ဒီ polygon တွေများအောင် polygon ဘယ်မှာကြည့်လို့ရလဲဆိုရင်ဒီအပေါ်မှာရှိမယ်ဒီ edit point count ဆိုတဲ့ဟာလေးမှာရှိမှာပေါ့နော်ကျွန်တော်မှာတော့နည်းနည်းဒီ document site ကြောင်းနည်းနည်းဒီဘက်မှာကွဲနေကျွန်တော်ဒီမှာ division ကို short လိုက်မယ်ဆိုရင်ဒီမှာ8000ကျော်ပဲရှိမယ်တင်လိုက်မယ်ဆိုရင်3000ကျော်လောက်တက်သွားပါနော်32500ဝန်းကျင်ပေါ့နော်နောက်ဒီမှာ short လိုက်မယ်ဆိုရင်8000ကျော်ပဲရှိမယ်ကျွန်တော် masking ကိုပြန်သွားကြအောင် shift and နဲ့ကျွန်တော် division နောက်တစ်ချက်ထပ်တင်လိုက်မယ် control D ဒီမှာ set division 3D ရောက်ပါပြီနော်1 2 3 1ဒါဆိုရင်ဒီမှာကျန်းနေမယ်2ပိုပြီး smooth ဖြစ်သွားမယ်3ပိုပြီး smooth ဖြစ်သွားမယ်အဲ့အချိန်မှာကျွန်တော်တို့က mask အုပ်မယ်ဒါဆိုရင်ဒီနားလေးကခုနလောက်မပွားတော့ဘူးနော်ဒီလောက်နဲ့ပဲရက်လိုက်မယ်နော်ဒီ masking ကိုပဲအဓိကပြနေတာမဟုတ်ပြီးရင် control နဲ့ inverse လုပ် W နဲ့ပြီးရင်ဒီခြေဆက်ပုံစံလေးကိုနှိပ်လိုက်ရင်ဒီမှာ mask မဟုတ်ထားတဲ့နေရာရဲ့စံတောင်သူရောက်သွားမယ်ပြီးရင်ဒီအပြန်အောင်လေးနဲ့ဒီစက်ဝင်ရိုးတိုင်းကျွန်တော်တို့ဆွဲထည့်လိုက်ဟိုထည့်ပြီးဆွဲထည့်လိုက်မယ်ပြီးရင်နည်းနည်းလေးအဝါတိုင်းလေးရှောင်းလိုက်ချုံလိုက်မယ်ဒီလောက်ရရင်ပေါ့နော်ပြီးကျွန်တော်ဗာဆက်လုပ်ချင်တာလဲဆိုတော့ mirror အရင်တစ်ခါပြောခဲ့တဲ့ mirror ကျွန်တော်တို့ဒီကောင်ကိုဒီလိုစမှုလုပ်လိုက်တစ်ချမ်းပဲပေါင်ရမယ်ပုံလို့ဆက်ပြန်နေမယ်ကျွန်တော်တို့ဘယ်ရောညာရောအတူတူဖြစ်ခြင်းတဲ့အတွက် keyboard ကနေ H ကိုနှိပ်လိုက် H ကိုနှိပ်လိုက်ရင်ဒီမှာအဆက်လေးနှစ်ဆက် mirror ကိုဖြစ်သွားမယ်အဲ့ဒီညမှာကျွန်တော်တို့ကစမှုလုပ်လိုက်ဘလော့ကောက်မှာတော့ဒါတွေလုံးစမလို့เนาะကျွန်တော်ကmasking ကိုပြခြင်းလို့ဒီကောင်နေတစ်ချက်လုပ်ပြပြီးတော့ဆွဲမဲ့ပုံလည်းဒီတိုင်းတော့မဟုတ်ဘူးပေါ့နော်တခြားနည်းနဲ့ဆွဲရင်တော့ပိုကောင်းတာပေါ့လောလောဆယ်တော့ဒီ masking ကိုပြခြင်းလို့ကျွန်တော်လွယ်ပဲဒီတိုင်းသွားလိုက်ပြီးရင်ကျွန်တော်ခေါင်းလေးတစ်ချက်ပြန်ထည့်ကြည့်မယ် insert ပြီးရင် sphere တစ်ခုယူမယ် W နဲ့စံနာဖို့ပြီးရင်ဒီမှာ transparent ဖွင့်ခေါင်းလေးကိုနည်းနည်းသေးလိုက်
ပြီးရင်ခေါင်းရဲ့ shape ကိုကျွန်တော်နည်းနည်းပြင်နေတဲ့အတွက် solo ဖွင့်လိုက်မယ်ပြီးရင်သူ့ကိုလည်း symmetry ဖွင့်လိုက်မယ် H ပြီးရင် keyboard ကနေ B M V ဒီ move brush နဲ့ခေါင်း shape လေးကိုနည်းနည်းလိုသလိုညှိမယ်ပြီးရင် W နဲ့အောက်ဆွဲချလိုက်ပြီးရင်မျက်နှာရှေ့နဲ့ပြန်ပို့လိုက်မျက်နှာကိုနည်းနည်းလေးကျွန်တော်မျက်နှာရှေ့ကိုနည်းနည်းလိုက်ညှိမယ်ပေါ့နော်အကြမ်းမြင့်ပါအရင်တော့ကျွန်တော်သေချာမပြတော့ဘူးဒီကဒီသုံးတဲ့ tools တွေ brush တွေအလုပ်လုပ်ပုံပြောပြခြင်းတဲ့အတွက်ကျွန်တော်တို့ဒီမျက်လုံးလေးတစ်ခုထည့်ခြင်းမျက်လုံးကိုလည်းကျွန်တော်တို့block out အတိုင်းဒီ insert ကနေဒီ sphere ထည့်ပြီးတော့ဒါဆိုကျွန်တော်တို့နေရာလိုက်ရွှေ့နေရတာအရန်ကြာတယ်ပေါ့နော်ကျွန်တော်တို့ဒီစနစ်ကိုမသုံးဒါဒီလိုမျိုးလွယ်ကူတဲ့နေရာတွေမှာပဲသုံးတယ်ပေါ့နော်မျက်လုံးအတွက်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါကိုမသုံးမနဲ့ကျွန်တော်နောက်တစ်ခုပြောပြခြင်းနဲ့အကောင်ဒီမှာ delete နှိပ်လိုက်မယ်ဒီကောင်မယူတော့ဒီမျက်လုံးကိုထည့်မယ်ဆိုရင်ကျွန်တော်တို့ brush တစ်ခုပြောပြပေးမယ်အဲ့ဒါ Bionate ပြီးဒီမှာ Pragmatic ဆိုတဲ့ IMM Pragmatic ဆိုတဲ့နှစ်ခုရှိမယ်ကျွန်တော်ဒီရှေ့ကအဲ့လေးနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာသူ့ရဲ့ရွှေကြိတ်စရာလေးရှိမှာပေါ့နော်အဲ့မှာဒီ cylinder ရှိမယ်ဟိုရှိမှာလည်းဒီလိုကျူရှိမယ် cylinder ရှိမယ်ဒီလို sphere လေးရှိမယ်အဲ့ဒီမှာကျွန်တော်ဒီ sphere ဒီ low polygon အနည်းဆုံး sphere ကိုယူလိုက်မယ်ယူပြီးတော့ကျွန်တော်တို့ဆိုလို့ပြန်ပိတ်လိုက်မယ်နော်ပြီးရင် brush side draw side နည်းနည်းသိမယ်သိပြီးတော့ကျွန်တော်တို့မျက်လုံးကိုဘယ်နားမှာတက်ချင်လဲဒီတက်ချင်တဲ့နေရာမှာဆွဲလိုက်ဒါကျွန်တော်တို့ဒီ symmetry ဖွင့်ထားလို့မျက်လုံးကဘယ်ရောညာပါလာH တခုပဲ symmetry ပိတ်ထားမယ်ဆိုရင်မျက်လုံးကတစ်ဖက်တည်းဖြစ်တယ်။ဒါဆိုကျွန်တော်ကမျက်လုံးကနှစ်ဖက်တက်ချင်တဲ့အတွက်ဖွင့်ထားမယ်ပြီးရင်လုံးဖွင့်လိုက်မယ်ပြီးရင်ဒီ brush ကို move brush ချက်ချင်းပြန်ပြောင်းလိုက်မယ်နော်မလို့တော့ BM V ပြီးရင် keyboard ကနေ W နှိပ်ပြီးတော့ဒီလေးဆွဲသိလိုက်ဒီပြဝင်ရိုးတိုင်းကျွန်တော်တို့ပြလိုက်ပြပြီးတော့အနောက်ကိုနည်းနည်းကတ်လိုက်ပြီးရင်ဒီမှာနည်းနည်းလေးအောင်လိုက်ဆိုတော့ကျွန်တော် control Z တစ်ချက်ခံနေလိုက်မယ်နော်အဲ့မှာတစ်ချက်ကြည့်လိုက်ပါဒီမှာသူ့ရဲ့ shape ကကြည့်လို့မကောင်းပါနော်အခုဒီအသစ်ထည့်လိုက်တဲ့ဒီ object လေးနဲ့ကိုကဒီမှာတစ်ခုတည်းဖြစ်နေနော်ဒီကောင်ကိုအမှနောက်တစ်ခုပြောပြချင်တာသူ့ကို layer တစ်ခုပြန်ခွဲထုတ်ချင်တယ်ဒီမျက်လုံးလေးနှလုံးဘာလို့လဲလို့ဒီ split ရှိတယ် split ထဲမှာ split ms point နဲ့ mask point ရှိတယ် mask point ဆိုရင်ဒီခေါင်းကြီးကအောက်ကို split အောက်ကိုတက်ခွဲထုတ်သွားမယ် split ms ဆိုရင်ဒီ mask မဟုတ်ထားတဲ့မျက်လုံးလေးတစ်ခုကဒီ layer ရဲ့အောက်ကိုခွဲထုတ်သွားမယ်ပေါ့နော်ကျွန်တော်ဒီ split ms point ကိုနှိပ်လိုက်တာနဲ့ဒီမှာမျက်လုံးကတက်ခွဲထုတ်သွားပြီအဲကြတော့မှကျွန်တော်တို့ဒီမျက်လုံးလေးကိုလိုသလိုဒီလိုချုပ်ကြည့်မယ်ကျွန်တော်တစ်ခုပြောပြခြင်းလို့ပေါ့နော်အမှဒီမှာချုပ်လိုက်လို့ရှိရင်သူ့ရဲ့ position ကဒီဇက်ဝင်ရိုးပေါ့နော်ဒီအပြာရောင်တိုင်းလေးတိုင်းမပိန်သွားတာကိုမြင်ရလိမ့်မယ်ကျွန်တော်အမှသူ့အတိုင်းပိန်ရင်ဘာလုပ်လဲဆိုတော့ဒီမှာ local symmetry ကိုဖွင့် dynamic ကိုပိတ်ထားမယ်ဒီမှာ dynamic လေးအကောင်ကိုပိတ်ထားလိုက်မှာပေါ့ local symmetry ကိုဖွင့်ပြီးတော့ကျွန်တော်တို့ချုပ်လိုက်ရင်သူ့ရဲ့ shape ကခုနလိုမပြတ်တော့သူ့ရဲ့ shape ကဒီမှာကျွန်တော် sorry ပါဒီမှာဒီ local symmetry ကိုပိတ်ထားလို့ရှိရင်
ဒီအပြာရောင်ဝင်ရုံးတိုင်းမပိန်သွားဘူးပေါ့နော်ဒီ local symmetry ကိုဖွင့်ထားမယ်အဲဆိုလို့ရှိရင်သူ့ရဲ့ပုံစံမပြတ်ဒီလိုပိန်သွားမယ်အဲ့မှာဒီ dynamic လေးကိုတော့တတိထား dynamic ပွင့်နေရင်ခုနတိုင်းပဲဒီလိုပုံစံမမှန်ဘူးပေါ့နော်ဒီ dynamic လေးကိုပိတ်ထား local symmetry on ထားရမယ် dynamic လေးကိုပိတ်ထားပြီးတော့ဒီအပြာဝင်ရုံးတိုင်းလေးကျွန်တော်ဆွဲလိုက်တာ ਨੇ ဒီလုံးလေးကလိုသလိုပိန်သွားမယ်ပြီးရင်ဒီအောက်ကိုနည်းဆွဲကပ်မယ်ပြီးရင်သူ့မျက်လုံးကလည်းရှည်ရှည်လေးဖြစ်တဲ့အတွက်ဒီအစိမ်းရောင်လေးတိုင်းဒါပေမဲ့ပြီးမျက်လုံးနည်းနည်းသေးအောင်မယ်ပြီးရင်ဘယ်ညာရွှေ့မယ်ပြီးရင်ဒီလိုတိုင်းညှိမယ်ပေါ့နော်ဒါတနည်းပေါ့အဲဆိုရင်တော့ကျွန်တော်တို့သူရဲ့ blog အဆင့်ကိုနည်းနည်းတော့ပြီးသွားပြီပေါ့နော်ဟုတ်ပြီညလာလေးကိုနည်းနည်းလေးတန်းတန်းလေးလုပ်လိုက်ပြန်သူ့ကို subdivision တစ်ချက်တင်လိုက်မယ် control D ဒါဆိုရင်နည်းနည်းစမှုဖြစ်သွားပြီဒါဆိုတော့ကျွန်တော်တို့ဆွဲနေတဲ့ဒီ character လေးရဲ့ block out အဆင့်ပြီးသွားပြီပေါ့နော်ဒီမျက်နှာသေးစိတ်ကတော့ကျွန်တော် masking ကိုပြကြည့်ရင်တော့နည်းနည်းပို့ထည့်ပြီးပြောပြလိုက်တာပေါ့နော်နောက်ပြီးတော့ကျွန်တော်နောက်တစ်ခုပြောပြချင်တာကျွန်တော်တို့ဒီဆွဲထားတဲ့ဒီ character လေးကိုသိမ်းနေတယ်ပေါ့နော်သိမ်းနေတယ်ဆိုရင်ကျွန်တော်တို့ကဒီဘက်ပေါ်မှာ save as ဆိုတာရှိတယ်ဒီ tool set က save as ကိုနှိပ်လိုက်မယ်နေပြီးတော့ကျွန်တော် desktop ပေါ်မှာဖြစ်ဖြစ် save လိုက်မယ်ပေါ့နော်အကြမ်းမြင်တော့ကာရာနေကိုတစ်ခုပေးလိုက်မယ်0 2ပေါ့နော်ဒီလို save လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ zebra ရဲ့ဒီ character file ကို save သွားပြီပေါ့နော်နောက်သိမ်းတဲ့အခါမှာအဲ save ဒီ C2 နဲ့ပဲ save တယ်ပေါ့နော်ဒီ document တွေကဒီ CF နဲ့မ save ဘူး document တွေကဒါနဲ့ save လို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်မှာ history လေးရှိတယ်ဒီတုံးလေးတွေပေါ့နော် history ကဘာလဲဆိုတော့ကျွန်တော်တို့ဆွဲခဲ့တဲ့စင်ဟိုအစကိုဒီလိုပြန်သွားလို့ရတယ်။ကျွန်တော်တို့အဲ့ဒါတွေထည့်မသိမ်းချင်ဘူးဒီနောက်ဆုံးအဆင့်ကိုပဲကျွန်တော်တို့ကသိမ်းချင်တဲ့အတွက် save as နဲ့သိမ်းတယ်ပေါ့နော်။နောက်တစ်ခေါက်မှာဒီ brown နဲ့ဒီခန္ဓာကိုယ်နဲ့ပေါင်းမယ်ဒီလက်လေးတွေပေါင်းမယ်။ဒီခြေထောက်ချိုးလေးတွေကိုနည်းနည်းပွားဝေးပြန်ညှိမယ်။ဒီကောင်လေးကိုနောက်တစ်ခေါက်မှာဆက်ဆွဲကြတာ။